ဆုတောင်းတွေပြည့်ကျင်တဲ့ကြံစီခြင်းတွေအောင်မြင်ခြင်းနဲ့ဆိုရင်ဒီအရေးချင်း၅ချက်ကိုမှရှိဖို့လိုတယ်နံပါတ်1ဘုရားတရားတန်ခါယရဏသုံးပါးနဲ့တကွကံကံကြိုတရားကိုယုံကြည်မှုတရားတရားရှိရမယ်နံပါတ်2ကကိုကျင်တရားကောင်းခြင်းတည်ဟူသောသီလရှိသူဖြစ်ရမယ်နံပါတ်3ကဓမ္မနဲ့ပတ်သက်တဲ့အကြမြင်ဘုဒ္ဓတွေများစွာရှိဖို့လိုတယ်နံပါတ်4ကမျှဝေလိုတဲ့စိတ်သူတစ်ပါးတွေကိုပေးခြင်းကမ်းခြင်းနဲ့စွန့်ကြဲပေးကမ်းမှုတွေရှိရမယ်နံပါတ်5ကပညာလို့ခေါ်တဲ့အမှားအမှန်အကောင်းဆိုအကြောင်းကျိုးတွေကိုနားလည်တတ်တဲ့ပညာဝိပဿနာဉာဏ်ပညာတွေရှိဖို့လိုတယ်တရားရဲ့သီလရဲ့တုတ္တရဲ့စာကရဲ့ပညာရဲ့ဒီအရေးချင်း၅ချက်ကိုသူတော်ကောင်းဥစ္စာတရား၅ပါးလို့လည်းခေါ်ရတယ်ဒီသူတော်ကောင်းဥစ္စာတရား၅ပါးရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်ကတောင်းတလိုက်ရုံနဲ့စိတ်ကကြံစီလိုက်ရုံနဲ့မကြခင်မှာတနည်းမဟုတ်တနည်းနဲ့ကိုလိုချင်တာတွေရလာပါလိမ့်မယ်ဆုတောင်းတွေလည်းပြည့်လာပါလိမ့်မယ်ဒါကြောင့်ဆုတောင်းတွေပြည့်ခြင်းနဲ့ကြံစီခြင်းတွေအောင်မြင်ခြင်းနဲ့ဆိုရင်အခုပြောပြတဲ့သူတော်ကောင်းဥစ္စာတရား၅ပါးဖြစ်တဲ့တရားသီလတုတ္တစာကပညာလို့ခေါ်တဲ့ဒီရည်ချင်း၅ချက်ကိုမှရှိဖို့လိုပါတယ်ဒီရည်ချင်း၅ချက်ကိုမှရှိလာပြီဆိုရင်ဆုတောင်းတွေပြည့်လာပါလိမ့်မယ်ကြံစီမှုတွေကြံကြမှာအောင်မြင်လာပါလိမ့်မယ်